အားလုံးမင်္ဂလာပါဗျာကျွန်တော်ဒီနည်းပညာ channel လေးရတယ်ပြန်လဲကြိုဆိုလိုက်ပါတယ်ဆိုတော့ဒီ channel လေးကတော့ online ငွေရှာနည်းတွေ Microsoft အသုံးပြုနည်းတွေ Microsoft Office ပေါ့နော် Microsoft Office ရုံးလုပ်ငန်းသုံး Microsoft Office အသုံးပြုနည်းတွေနောက်ပြီးတော့ကျွန်တော်တို့ဖုန်းအသုံးပြုနည်းတွေရော AI အသုံးပြုနည်းတွေစတဲ့သင်ခန်းစာအများကြီးကိုဝေမျှပေးနေတဲ့နည်းပညာဆိုင်ရာသင်ခန်းစာလေးဖြစ်ပါတယ်ဒီသင်ခန်းစာလေးမှာဆိုရင်ဒီ playlist ထဲကနေတွားရောက်ပြီးတော့မိတ်ဆွေတို့လေ့လာခြင်းနဲ့ကောင်းတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးသင်ခန်းစာတွေကိုတွားရောက်လေ့လာလို့ရပါတယ်ကျွန်တော်ဒီနေ့ဝေမျှပေးဖို့အတွက်ရွေးချယ်ထားတာကတော့ AI သုံးပြုနည်းတစ်ခုဖြစ်တဲ့ Google Notebook LM ဆိုတဲ့သင်ခန်းစာလေးဖြစ်ပါတယ်မသိသေးတဲ့သူများအတွက်ကျွန်တော်ဝေမျှပေးသွားပါမယ်ဘာကြောင့်ဝေမျှပေးရလဲဆိုရင်ဒါကိုကျွန်တော်ကိုယ်တိုင်နဲ့လက်တွေ့သုံးတဲ့အခါမှာအရန်အသုံးဝင်လို့ဖြစ်ပါတယ်သူကအဓိကအားဖြင့်တော့ဗောနော်ဒီ PowerPoint နော် presentation လုပ်ဖို့အတွက် PowerPoint တွေကိုသူကတကယ်မိုက်တဲ့ PowerPoint ကြီးအလန်းသား PowerPoint slide လေးတွေကိုကျွန်တော်လုပ်လို့ရတယ်နော်လိုချင်တဲ့ data တွေကိုသူက research လုပ်ပေးပါတယ်ပြီးတဲ့အခါဒီ audio overview တွေလာတယ် video overview တွေ video တွေလည်းဖန်တီးလို့ရပါတယ် Google Notebook LM ဆိုတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီ Google ကနေထွင်ထားတဲ့ AI အမျိုးအစားတစ်ခုဖြစ်ပါတယ်နော်ဒါဆိုရင်ကလက်တွေ့ကျွန်တော်ကိုသုံးမှုသုံးနည်းချိုးကိုလက်တွေ့အစားဆုံးလေးပြောပြသွားပါမယ်ကျွန်တော်ဒီဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပြီးပြီဆိုရင်တော့မိတ်ဆွေတို့အနေနဲ့အကျိုးတစ်ခုခုရသွားမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဒါဆိုရင်ကျွန်တော် Google Notebook LM ကိုဘယ်လိုသွားမလဲဆိုပြီးတော့အစရပြီးတော့တော့စလုပ်ပြပါမယ်နော်ဒီ Google ထဲမှာပဲကျွန်တော် browser တစ်ခုထဲမှာရိုက်ပါမယ်ကျွန်တော်တော့အခုရှင်းရှင်းလင်းလင်းမြင်အောင်လို့ကွန်ပျူတာနဲ့သုံးထားတာပါမိတ်ဆွေတို့အနေနဲ့ဖုန်းနဲ့သုံးမယ်ဆိုရင်လည်းရပါတယ်ဗျဒါဆိုရင်ကျွန်တော်ဒီ Google Chrome ထဲမှာကျွန်တော် Google Notebook LM ဆိုပြီးတော့ကျွန်တော်ရိုက်လိုက်ပါမယ် Google Notebook LM ပါဗျဒါလေးပါဗျနော်ဒီမှာကျွန်တော်ဝိုင်းပြထားတဲ့နေရာလေးပါ Google Notebook LM ဆိုပြီးတော့ရိုက်လိုက်ပါမယ်ဒီတဲ့အခါအနာခေါက်ပြီးတော့ပါပေါ့နော်ဒီနေရာလေးပါနည်းနည်းစီတူယူမှာ site လေးတွေရှိတယ်ဒါကြောင့်မလို့ကျွန်တော်ဒီနားလေးကိုတခြားလေးဝိုင်းပြတာပါဒီအမဲအောင်ထဲမှာအဖြူရောင်ကွေးလေးနဲ့ပေါ့နော်ဒါလေးဖြစ်ပါတယ် Google Notebook LM ဖြစ်ပါတယ်ဒါကိုဒီ site လေးကိုသွားပါမယ်ဒီရှင်းတော့ရောက်ပြီဒီရှင်းနောက်တစ်ရှင်းကိုသွားတော့မယ်ဆိုရင်ကျွန်တော်တို့ကVPN သုံးဖို့တော့လိုပါတယ်ဗျ VPN ဖွင့်မထားရင်ဒါသုံးလို့မရပါဘူး။အားကြောင့်လဲဆိုရင်ကျွန်တော်တို့ဒီလက်ရှိအနေထားနေပြီးတော့ဒီသွားလို့မရသေးပါဘူး။ VPN ခံပြီးတော့သုံးရမှာဖြစ်တယ်။ကျွန်တော်ကတော့ VPN လေးတစ်ခုဖွင့်ထားပါတယ်။ဒါဆိုရင်ဒီမှာ Try Notebook LM ဆိုတာလေးကို click ပါမယ်။ Internet line နဲ့ VPN ပေါ်မူတည်ပါတယ်ဗျ။အချိန်ကတော့ခဏလေးစောင့်အောင်ပါမယ်။သူလုံးနေပါပြီ။သူတည်တဲ့စာတန်းတွေလုပ်တဲ့အခါ presentation တွေလုပ်တဲ့အခါမှာတကယ်သုံးဝင်ပါတယ်ကျွန်တော်သူ့ကိုအားကိုးပြီးတော့ချို့နေရာတွေမှာဆိုရင်သူ့ကိုအတော်လေးအားကိုးပါတယ်ဗျနောက်တစ်ဆင့်သွားမယ်နောက်တစ်ဆင့်ကိုမသွားခင်ကျွန်တော်တို့ကကိုယ်သုံးပြုမဲ့ဟောနော်ဟိုအကြောင်းအရာကဒီမြန်မာလိုသုံးမယ်ဆိုရင်မြန်မာလိုပေါ့နော်အင်္ဂလိပ်လိုဆိုရင်အင်္ဂလိပ်လိုထွက်လာဖို့အတွက် output language လေးကိုရွေးပေးထားပါမယ် output language ရွေးမယ်ဆိုရင်ဒါလေးပါဒီ setting ပေါ့နော်ဒီ setting လေးကိုတွားပါမယ် setting လေးကို click မယ် click ပြီးရင်ဒီမှာ output language ဆိုတာလေးရှိတယ်ဒီကနေတွားပြီးတော့မြန်မာလိုသုံးမယ်ဆိုရင်တော့မြန်မာလိုပေါ့နော်တခြား language ဆိုရင်လည်းဒီအတုံးလေးကနေပြီးတခြား language တွေရွေးပါကျွန်တော်တော့မြန်မာရွေးပြီးထားပြီးသားဖြစ်ပါတယ်ပြီးတဲ့အခါဒီမှာ shift တော့ပေးရပါမယ် language ရွေးပြီးရင် shift ဆိုတာလေးကို click လိုက်ပါပြီးရင် create new ဆိုတာလေးနှိပ်ပါပြီကဲဒီလိုအနေထားတော့ဒါကျွန်တော်တို့ဟိုစလို့ရပြီပြောပါတော့เนาะကဲဒီမှာ internet website တွေကနေသွားလို့လည်းရတယ်ဒီမှာเนาะ first reset တွေကလည်းသွားလို့ရတယ်ကျွန်တော်ကတော့အချိန်မကြာအောင်လို့အသင့်လုပ်ပြီးသားเนาะ PDF file လေးတစ်ခုကိုဒီထဲထည့်လိုက်ပါမယ် AI နဲ့ပတ်သက်တဲ့ PDF file လေးကျွန်တော်ဒီထဲ upload file ဆိုတာလေးရတယ်ဒီ
ဒီနေရာလေးကိုသွားပါမယ် upload file ဆိုတာ click ပါမယ်အဲ့ဒါတွေပြီးတော့ file တွေကိုထည့်မယ်ကျွန်တော်ကဒီမှာအသင့်လုပ်ပြီးသား PDF file လေးတစ်ခုထည့်လိုက်ပါပြီကျွန်တော်က language output language ကိုမြန်မာလို့ရေးထားတဲ့မြန်မာလို့တခါတည်းမြန်မာလို့ပြန်ပြီးတော့ထွက်လာမှာဖြစ်ပါတယ်ဒီခဏစောင့်ပါမယ်ဟိုဒါလေးကနည်းနည်းကြာသွားမှာဆိုလို့ကျွန်တော်အသင့်ကြိုလုပ်ပြီးသားနေရာလေးတွေကျွန်တော်ပြန်ပြလိုက်ပါမယ်ဒါပေါ့နော်ဒါကျွန်တော်ကြိုလုပ်ထားတာပါဘူးနာအဖိုင်မှာပဲထည့်ထားတဲ့အနေထားပါတော့အဓိက3ဝင်တဲ့ဟာတွေကတော့ကျွန်တော်ဒီဘက်ညာဘက်အချမ်းမှာပါဗျာနော်ဒီမှာဒီညာဘက်အချမ်းမှာ audio overview ဆိုတာရှိပါတယ်တို့ပြီးလိုက်တဲ့ data ပေါ်မူတည်ပြီးတော့သူတို့ကနော် overview အနေနဲ့နော်စကားပြောအနေနဲ့ပြောထားဆွေးနွေးထားတာလေးတွေရရှိမှာဖြစ်ပါတယ်ဒါလေးကို click လိုက်ရင်နော်ဟိုတယောက်မကပေါ့နော်2ယောက်3ယောက်တယောက်နဲ့တယောက်အပြန်အလှန်ဆွေးနွေးစကားပြောပုံစံမျိုးနဲ့နော်ဒီမှာရရှိမှာဖြစ်ပါတယ်ဒီဘက်ကတော့ဒီ video overview လေးနော် video အနေနဲ့ရပါလိမ့်မယ်ဆွေးနွေးချက်လေးတွေကို video file လေးတွေနဲ့ပုံလေးတွေနဲ့ရရှိတာမှာဖြစ်တယ်ဟောဒါကတော့ mind map ဆိုတာတော့ဒီ data တွေမှာတစ်စင်ချင်းကျွန်တော်တို့ကဒီအမီပုံအညွှန်းလေးတွေပုံစံမျိုးနဲ့ကိုလိုချင်တဲ့အတိုင်းတာကိုဆက်ပြီးတော့ရှာလို့ရပါတယ်ဒီ mind map ကသွားလို့ရတယ် plus cut တို့ဒီ infographic ဆိုတာတို့ကတော့ဒါပုံလေးတွေပါเนาะ design လေးတွေတော်တော် mind map design လေးတွေရပါတယ်ဒါတော့သူ့ကို AI ကိုကျွန်တော်တို့ quiz လုပ်လို့ရပါတယ်မေးမြန်းလို့ရပါတယ်ဒါတော့ PowerPoint အတွက် slide လိုချင်ရင်တော့ slide disk ဆိုတာလေးကိုသွားပါမယ်ဒီအမဲလေးနှစ်ခုကပေါ့နော်ဒီနှစ်ခုကတော့ကျွန်တော်တို့ free သုံးတဲ့လူတွေအနေနဲ့ကတော့ဟို limitation ရှိပါတယ်ဒီနေ့မှာ slide ပဲနှစ်ခုပဲရမယ်Gmail account တစ်ခုမှာဘယ်လောက်ပဲရမှာပေါ့နော်တကယ်လို့ဒီနေ့ limit ပြည့်သွားပြီဆိုရင်နောက်တရက်နဲ့ကြာရင်ပြန်သုံးလို့ရတယ်ဒီ account ကအခုဖွင့်ထားတဲ့ Google account ကပေါ့နော်ဒီ limit ပြည့်သွားပြီဆိုရင်နောက် Google account နဲ့ပြန်ဝင်သုံးလို့ရပါတယ်ဒီအပေါ်ဟာတွေကတော့အကန့်အသတ်မရှိပါဘူးเนาะသုံးလို့ရပါတယ်ဒီနှစ်ခုပဲတော့အကန့်အသတ်ကလေးလုပ်ပေးထားတာပါဒါလည်းကျွန်တော်ကြိုလုပ်ပြီးသားလေးရှိပါတယ်เนาะကြိုလုပ်ပြီးသားလေးကိုဘယ်လိုလေးကျွန်တော်ထည့်လိုက်တဲ့ data ဟိုသူတို့ကဘယ်လိုလေးသုံးသပ်ထားလဲဆိုတော့ MP4 file လေးကို MP3 file လေးကိုကျွန်တော်ဖွင့်ပြပါမယ်ခဏနားထောင်ကြည့်ပါဗျဒီလေးလေးလာသုံးသပ်ဖို့ရောက်လာတဲ့စာတမ်းကတော့ AI အကြောင်းပါပဲ AI ဆိုတာအခုချိန်မှာနေရာတကာမှာကြားနေရတဲ့စကားလုံးဆိုပေမဲ့လေဟုတ်ကဲ့တော်တော်များများကသူ့ကိုတသားတည်းအရာတစ်ခုလို့မြင်နေကြတယ်ဟောဒါနှစ်ယောက်ဆွေးနွေးနေကြတာပါနည်းနည်းကြော်ကြည့်လိုက်မယ်ဉာဏ်ပညာရှိတော့ စပုတ်ခေါ်သွားတာပဲဟုတ်ပြီ human inspired AI လို့ဆိုမှု AI ပေါ့နာမည်မှာမြန်မာစာပေါ့နော်မြန်မာအတန်အတွက်ကို95ရာခိုင်နှုန်းလောက်ကိုသူကအမှန်ကန်ပြောနိုင်ပါတယ်ဗျာเนาะတကယ်မြန်မာတွေပြောနေဆွေးနွေးနေတဲ့ပုံစံမျိုးပြည့်စုံလေးဆွေးနွေးနေတာတွေ့ရှိရပါတယ်ပြီးတဲ့ကတော့ဗီဒီယိုလည်းရှိပါတယ်ဒါဗီဒီယိုကတော့ကျွန်တော်မပြတော့ပါဘူးကျွန်တော်အသင့်လုပ်ပြီးသားမှာ PowerPoint slide ကလေးကိုဖွင့်ပြပါမယ်เนาะdata လေးကို click ပြီးရဲ့အခါကျွန်တော်တို့ကဒီเนาะဒီအောက်မှာ generate ဒီနားလေးမှာပေါ်လာလိမ့်မယ်အဲ့ဒါတွေပြီးတော့ဒီနားအဆက်ကလေး3ဆက်ကတွေကျွန်တော်တို့က download လုပ်ရပါသေးတယ်เนาะ download လုပ်ပြီးတော့မှဒါကိုကွန်ပျူတာတွေကိုရောက်သွားတာပေါ့เนาะအဲ့မှာကျွန်တော် download လုပ်ပြီးသား PDF file လေးကိုကျွန်တော်ဖွင့်ပြမယ်ဟောဒီမှာနောက်တော့မြန်မာလိုပဲเนาะကျွန်တော်တို့က output language ကိုမြန်မာပေးထားတဲ့အတွက်မြန်မာလို PowerPoint slide လေးတွေရပါတယ်ချိုးစကားလုံးလေးတွေကတော့နည်းနည်းအနည်းချင်းကတော့ကျွန်တော်တို့မြန်မာစာဟောနော်ဟိုတပ်ပုံလေးတွေနည်းနည်းလွဲတာလေးတွေပဲရှိပါတယ်ကျန်တာတော့အားလုံးကောင်းပါတယ်ဗျဒီလိုမျိုးပါเนาะစာနဲ့ပုံနဲ့တကယ်အစင်အတန်းမိမိလေးတွေပါကျွန်တော်တို့ကိုယ်တိုင်လုပ်မယ်ဆိုရင်အချိန်တော်လေးပြရပါမယ်နောက်ပြီးတော့ idea ပေါ့เนาะသူ့လို idea ထွက်ချင်မှလည်းဖြစ်မှာသူက data ပေါ်မူတည်ပြီးတော့ idea လေးတွေเนาะ idea ကောင်းလေးတွေနဲ့ဖန်တီးပေးထားတာပါဗျာเนาะဒီလိုမျိုးလေးတွေပါเนาะ slide ဒါကိုကျွန်တော်ကတော့ data နည်းနည်းလေးပဲထည့်လိုက်တဲ့အတွက် slide 10ခုရတာပေါ့เนาะဒါ slide လေး10ခုရတယ်ဒါကိုလိုချင်တဲ့အားလေးကိုရွေးပြီးတော့ကျွန်တော်တို့ရဲ့ PowerPoint ထဲမှာထည့်သုံးလိုက်ရပါပဲโอเคဒါကတော့ကျွန်တော်ဒီနေ့ဝေမျှပေးခြင်းတဲ့အဓိကအကြောင်းအရာဖြစ်ပါတယ် Google Notebook LN ရနေပြီးတော့ဒီလို PowerPoint slide တွေလုပ်လို့ရတယ်တခြားအပေါ်ဟာတွေပေါ့เนาะ
audio overview တွေလုပ်လို့ရတယ် video overview တွေလုပ်လို့ရတယ်ဆိုတာကိုကျွန်တော်ဝင်ပြပေးချင်တာပါတကယ်လည်းအကျိုးရှိပါလိမ့်မယ်မိတ်ဆွေတို့เนาะဒါကိုလက်တွေ့စမ်းသပ်သုံးကြည့်ပါ internet line ကောင်းဖို့လိုပါတယ် VPN လေးတော့ဖွင့်သုံးဖို့လိုပါတယ်เนาะဒါကိုနည်းပညာကိုကျွန်တော်တို့ကောင်းတဲ့ဘက်ကနေပြီးတော့เนาะအများအတွက်ကိုကိုယ့်အတွက်ကိုအသုံးချနိုင်ဖို့အတွက်ကျွန်တော်ဝင်ပြပေးခြင်းဖြစ်ပါတယ်နောက်မှလည်းကျွန်တော်ဗီဒီယိုလေးတွေကိုလာရောက်လေ့လာပေးဖို့ဖိတ်ခေါ်ပါတယ်ဗျ like and subscribe လေးနဲ့အားပေးခဲ့ပါအောင်ဗျဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်